အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဝိညာဉ်ခေါ်တန်ဆိုတဲ့ပရလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရုံရဲ့ YouTube channel လေးကိုလည်း like and subscribe လေးနေပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်။ရန်ကုန်မြို့တစ်ခုရဲ့လမ်းကြိုလမ်းကြားထဲမှာဟောင်းနှမ်းပျက်စီးနေတဲ့ရွှေကုံရောင်ရုပ်ရှင်ရုံကြီးဟာနှစ်ပေါင်းများစွာဝိညာဉ်တစ်ခုလိုငြိမ်သက်နေခဲ့ပါတယ်။ရုပ်ရှင်ရုံရဲ့နံရံတွေမှာကတ်ထားတဲ့ပိုစတာဟောင်းတွေဟာရောင်သွေးလင့်ပြဲပြီးလေးတိုက်တိုင်းတစ်ဖြက်ဖြက်နဲ့မြည်နေတာဟာတစ်စုံတစ်ယောက်ကလက်ရက်ခေါ်နေသလိုပါပဲ။အောင်သူကတော့အဲ့ဒီရုပ်ရှင်အောင်ကြောင့်စိတ်ဝင်စားနေတဲ့မြို့ပြသမိုင်းလေးလာသူတယောက်ပါ။တညမှာတော့သူဟာကင်မရာတစ်လုံးနဲ့အတူအဲ့ဒီရုံပြက်ကြီးတဲ့ဝင်ရောက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ရုပ်ရှင်အောင်တွေကိုအောင်သူခြေချလိုက်တာနဲ့ဖုံနှံ့တွေမှုန်နှံ့နေရနှာခေါင်းထဲကိုအလုံးရင်းနဲ့ဝင်လာပါတယ်။ဓမီအောင်အောက်မှာထိုင်ကုန်အနီဟောင်းတွေကဖုံတွေဖုံပြီးစီတန်းနေတာဟာလူသေးအလောင်းတွေထိုင်နေတယ်လို့ထင်အောင်ထင်မှာဖြစ်စေပါတယ်။အောင်သူတယောက်တည်းဖြစ်နေပေမဲ့သူ့နောက်ကနေခြေတန်းတွေကြားနေရတယ်လို့ခံစားနေရတယ်။ကဲကြပါအောင်တွန်းညင်းတဲ့မိန်းကလေးတယောက်ရဲ့ငိုတန်လိုခေါ်တန်လိုတန်ဟာရုပ်ရှင်ပြတာတဲ့ပိတ်ကားကြီးစီကနေထွက်ပေါ်လာပါတယ်။အောင်သူရဲ့ကြောရိုးတစ်လျှောက်စိတ်ငနဲ့ဖြစ်သွားပြီးအသက်ရှူဖို့တောင်မေ့သွားခဲ့ရတယ်။သူဟာကြောက်စိတ်ကိုအောင်အီးပြီးစင်မြင့်ပေါ်ကိုတက်သွားပါတယ်။စင်နောက်ဘက်ကမှောင်မဲနေရဲ့အခန်းထဲကိုရောက်တဲ့အခါမှာတော့သူ့ရဲ့ဓာမီအောင်ဟာနံရံပေါ်ကမှန်တစ်ချက်ပေါ်ကိုကျသွားပါတယ်။မှန်ထဲမှာမြင်လိုက်ရတာကတော့သူ့နောက်မှာရက်နေတဲ့ဖြူဖြော့မိန်းကလေးတယောက်ပါ။သူမရဲ့မျက်လုံးတွေကသွေးဆုံနေပြီးပါးစပ်ကတော့တစ်စုံတစ်ခုကိုပြောဖို့ကြိုးစားနေပါတယ်။အဲ့ဒီနောက်မှာတော့ရုပ်ရှင်ပြဆက်ကြီးဟာဘသူမှမနှိပ်ပဲအလိုလိုလဲပတ်လာပြီးပိတ်ကားပေါ်မှာအောင်သူရဲ့အတိတ်ကအဖြစ်အပျက်တွေဟာရုပ်ရှင်ဘုတ်လို့စတင်ပြသလာပါတော့တယ်။အောင်သူဟာပြေးဖို့ကြိုးစားပေမဲ့သူ့ရဲ့ခြေထောက်တွေကကြမ်းပြင်နဲ့ကတ်နေတယ်လို့ယုံမရတော့ပါဘူး။ပိတ်ကားပေါ်မှာပေါ်လာတဲ့ရုပ်ရှင်ဟာအဖြူမဲမဟုတ်ပဲဝေဝါးနေတဲ့ရောင်တွေနဲ့ပါ။ရုပ်ရှင်ထဲမှာလွန်ခဲ့တဲ့10 နှစ်ခန့်ကအောင်သူကိုယ်တိုင်ပါဝင်နေတာကိုတွေ့လိုက်ရတဲ့အခါသူတုန်လှုပ်သွားပါတယ်။ရုပ်ရှင်ထဲမှာအောင်သူဟာလူငယ်ဘဝကချစ်သူဖြစ်ခဲ့တဲ့နှင်းလွင်နဲ့အတူဒီရုပ်ရှင်ရုံထဲမှာထိုင်နေကြတာပါ။အဲ့ဒီတော့ကရုပ်ရှင်ရုံကြီးကခုလိုပျက်စီးမနေသေးပဲလူစီကားနေတဲ့အချိန်ပေါ့။ရုပ်ရှင်ထဲကအောင်သူကနှင်းလွင်ကိုတစ်ခုခုပြောပြီးရုံပြင်ကိုခဏထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲရုပ်ရှင်ရုံထဲမှာမီးလောင်မှုတစ်ခုစတင်ဖြစ်ပွားခဲ့တာကိုကင်မရာကနေဒရဆက်ပြသနေပါတယ်။နင်ငါ့ကိုကယ်ပါမယ်လို့ကတိပေးခဲ့တယ်လေအောင်သူ။မှန်တဲ့မိန်းကလေးရဲ့အတန်ကအခုတော့အောင်သူရဲ့အနားနာကိုကပ်ပြောနေတယ်လို့အတိုင်းသားကြားနေရပါတယ်။နှင်းတွေကအဲ့ဒီမီးလောင်မှုထဲမှာပိတ်မိပြီးတိတ်ဆုံးသွားခဲ့တာပါ။အောင်သူဟာကြောက်စိတ်ကြောင့်သူမကိုကယ်ဖို့နောက်ပြန်မလှည့်ပဲထွက်ပြေးခဲ့တဲ့အတိတ်ဆိုးကြီးကအခုတော့သူ့ရှိမှရုပ်ရှင်ဖြစ်ပြန်ပေါ်လာပါပြီ။ရုပ်ရှင်ပြဆက်ရဲ့အတန်ဟာပုံပိုကျဲလောင်လာပြီးဆောက်ဝိုင်းပုံစံလင်းနေတဲ့ဖလင်ပြားတွေဟာမွေတွေလိုရုန်းကန်နေပါတယ်။အောင်သူဟာရုံပြင်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့ရုပ်ရှင်ရဲ့တကားတွေအားလုံးကအလိုလိုပိတ်သွားခဲ့ပါပြီ။ငါတောင်းပန်ပါတယ်နှင်းတွေငါကြောက်လို့ပါငါ့ကိုလွတ်ပေးပါလို့အောင်သူကအော်ဟစ်ပြီးတောင်းပန်ရှာပါတယ်။ဒါပေမဲ့ဖြူဖြော့နေတဲ့လက်ချောင်းလေးတွေဟာအောင်သူပခုံးပေါ်ကိုတဖြည်းဖြည်းတက်လာခဲ့တယ်။အေးဆက်လွန်တဲ့အထီးတွေကြောင့်အောင်သူတကူလုံးတောင့်တင်းသွားပါတယ်။ပိတ်ကားပေါ်မှာနှင်းတွေဟာမီးတောက်တွေကြားထဲကနေလက်ရက်ခေါ်နေပြီးသူမရဲ့မျက်နှာတဖြည်းဖြည်းနဲ့အပြင်လောကတွေကိုတိုးထွက်လာသလိုဖောင်းကြွလာပါတယ်။နောက်တနေ့မနက်မှာတော့မြို့ခံတွေကရုပ်ရှင်ုံပြက်ကြီးရဲ့တကားပွင့်နေတာကိုတွေ့လိုက်ရပြီးရဲတွေနဲ့လူတွေရုံထဲကိုဝင်ကြည့်တဲ့အခါမှာတော့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ရုပ်ရှင်ပြဆက်ကြီးကဘယ်သူမှမရှိပဲလဲပတ်နေပြီးရုပ်ရှင်ုံရဲ့အလဲတက်ရထိုင်ကုန်တစ်ခုမှာအောင်သူကငြိမ်သက်စွာထိုင်နေပါတယ်။သူ့ရဲ့မျက်လုံးတွေကတော့ပိတ်ကားကြီးကိုစိုက်ကြည့်လျက်သားဒါပေမဲ့သူ့မှာသက်ဝိညာဉ်မရှိတော့ပါဘူးထူးဆန်းတာကပိတ်ကားပေါ်မှာပြသနေတဲ့ရုပ်ရှင်ထဲမှာတော့အောင်သူနဲ့နှင်းတွေတို့နှစ်ယောက်ဟာလက်ချင်းချိတ်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ရုပ်ရှင်ကြည့်နေကြတဲ့ပုံရိပ်တွေပဲဖြစ်နေပါတယ်နောက်ဆုံးတော့အောင်သူဟာသူပေးခဲ့တဲ့ဂတိအတိုင်းနှင်းတွေနဲ့အတူရုပ်ရှင်ုံပြက်ကြီးရဲ့မှာထာဝရပိတ်မိသွားခဲ့ပါပြီ